အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမကကီတုမနီမှာတက်ရောက်ရှိကြတဲ့တကယ်ကိုစိန်ကြပြီးတော့စီးလို့ကောင်းတဲ့ BAW EM7 EV လေးကိုထွေးလုပ်ပေးကြပါရရှင်မှန်ပြီ။မတကုတ်ကြပြမယ်။မတို့ရှိမှာဆိုလို့ရှိရင်ဒီ2026ခုနှစ်ရဲ့ပထမအဆုံးလမှာမတို့ရှိမှာအတန်ဆုံးကားနှစ်စီးကိုဈေးလေးပြောပြပေးပါမယ်ပြောပြပေးပါနော်ဒီစုကီးစီးရက်ကဆိုရင် model 2020နံပါတ်တန်ရဆိုလို့ရှိရင် S10 ကိုမှရန်ကုန်လိုင်စင်နော်ရန်ကုန်လိုင်စင်တစ်စီးလုံးအော်ဈေးလေးဖြစ်တယ်အဲ့ဒါကိုအမတို့က1600 plat နဲ့ခေါ်ရောင်းလို့ရတာကိုအမတို့က1520နဲ့ရောင်းပေးမှာဖြစ်တယ်ဒါတောင်ရှုံးဈေးနော်သူဟိုကားမဲကြီးအော်ဒီကားအမဲလေးရဆိုလို့ရှိရင်အမတို့က BAIC BJ60 ဖြစ်သွားမယ်ပြီးရင် 9S ရန်ကုန်လိုင်စင်ပြီးဒီဇီးလုံးကလည်းအော်ဈေးပတ်လေပဲကီလိုအားဆိုလို့ရှိရင်အမတို့က1000ကနန်းလောက်ပဲရှိတယ်အမတို့ကဒီကားကို2900 plat ခေါ်လို့ရပေမဲ့လည်းအမတို့ကဒီဇီးလုံးအော်ဈေးပတ်လေကိုမှ3800တင်းနဲ့ပဲရောင်းချတော့ပေးမှာပါကားရအောင်တော့ဈေးရမ်းတန်နေရဆိုတော့အတိုက်ခိုက်အောင်အဲ့ဒါရောရှိလို့လားအဲ့ဒါလည်းမရှိဘူးညီမလေးအတိုက်ခိုက်ပါဖို့နေတာဒီဇီးလုံးကလည်း100ရာခိုင်နှုန်းကအော်ဈေးပတ်လေတယ်ကြီးပဲညီမလေးအဲ့ဆိုလို့ရှိရင်အမရောင်းတဲ့ကားလေးရရမ်းတန်တာမယ်နော်ညီမရောင်းတဲ့ကားလေးကိုလည်းရှင်းပြပေးကြလို့လိုက်နှားထောင်ပေးပါအောင်ရှင်ဒီကားလေးလိုက်ညီမလေးဟုတ်တယ်ဒီကားလေးပါရှင်ဒီကားလေးဆိုလို့ရှိရင်သူက BAW EM7 ပေါ့ model က2025ပေါ့နော်သူ့ရဲ့ဒီ range လေးဆိုလို့ရှိရင်905 km မိုင်အားဖြင့်ဆိုလို့ရှိရင်လည်း300ကျော်ထိမောင်းနေနိုင်ပါရှင်ပြီးတော့ battery capacity ကတော့81 kWh ပါရှင်အတွင်းကားလေးကိုညီမတစ်ချက်လိုက်ပြပေးမယ်အမလိုက်ကြည့်ပေးပါဦးနော် Okayတင်းကားလေးဆိုလို့ရှိရင်ဒီ steering မှာဆို steering volume control တွေ cruise control တွေပါမယ်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင် wireless charger လေးပြီးလို့ရှိရင် electronic parking brake တွေပြီးရင် auto hold တွေလည်းပါမယ်ပေါ့နော်ပြီးတော့ဒီမှာ cap holder လေးပါမယ် PC ထည့်လို့ရတဲ့အကန့်လေးကဒီမှာလည်းရှိမယ်ဒီကန့်လေးမှာလည်းထည့်လို့ရတယ်ပေါ့နော်ပြီးတော့ညီမလေးဒီ infotainment screen မှာApple CarPlay တို့ Android Auto တို့ရောတုံးပြလို့ရလားတုံးပြလို့ရတယ်မှာဒီ Easy Connect ဆိုတဲ့ application တွေကနေပြီးတော့ဒီ Type C ကြိုးလေးကိုချိန်ပြီးတော့ပေါ့နော် Apple နဲ့ပဲဖြစ်ဖြစ် iPhone နဲ့ပဲဖြစ်ဖြစ် Android နဲ့ပဲဖြစ်ဖြစ်ချိန်ပြီးတုံးပြလို့ရတယ်အဲဆိုဖုန်းထဲကနေapplication အားလုံးကဒီမှာဝင်သွားမယ်ပေါ့နော်ဒီ CarPlay ဆိုတဲ့ application တွေကိုညီမတို့ဖုန်းထဲမှာထောင်းထားလို့ရတယ်အဲဆိုလို့ရှိရင် Google Map တွေပါပဲကြည့်ဖုန်းတွေပဲလာဘာပဲလုပ်ပေါ့နော်ဒီဖုန်းကိုကြည့်ရတဲ့စာဒီ screen မှာကြည့်ရတာပို့ပြီးတော့အဆင်ပြေတာပေါ့ညီမ ring လက်ကျန်နေဆိုလို့ရှိရင်ရော ring ကအပြည့်သွားလို့ရလားသွားလို့ရတယ်မှာပုံမှန်ကားဆိုလို့ရှိရင်တော့ range ကကျသွားတာ air ကုန်းဖွင့်လိုက်ကျသွားတာတို့မောင်းလိုက်လို့ရှိရင်ကျသွားတာတို့အဲ့လိုမျိုးဖြစ်တယ်ဒါမဲ့ဒါ range အမှန်ပဲညီမတို့ဒီရန်ကုန်ကနေပသိမ်ထိသွားတဲ့ခါကျလို့ရှိရင်တောက်ချောင်မောင်းသွားလို့ရတယ်အားတစ်ခါသွင်းပြီးတော့အခါကျလို့ရှိရင် range ကရောရောက်လာညီမရှောင်းတာဒီလည်းရောက်တယ်မှာအခါကျရင်သူက air ကုန်းတွေပိုင်းဖွင့်တယ်ဒီ range အမှန်တိုင်းပဲလုံးဝ range တွေပိုင်းကျသွားတာမျိုးမဖြစ်ဘူးအဲ့အတွက်ကြောင့်စိတ်မပူပါဘူးပေါ့ range အမှန်တိုင်းပဲ89ရာခိုင်နှုန်းမှာ440 km အထိသွားနိုင်တယ်ဆိုအဲ့တိုင်းပဲ range လုံးဝမကျပါဘူးမှာပြီးရင်ဒီထိုင်ကုန်နှခုံကရောအမတို့အပူအေးပါမှာလားညီမလေးထိုင်ကုန်နှခုံကလည်းအပူအေးပါတယ်မှာထိုင်ကုန်အပူအေးတွေရောစီမော်တာတွေရောအကုန်ပါတယ်ပြီးရင်နောက်ခုံတွေမှာလည်းထိုင်ကုန်အပူအေးစီမော်တာအကုန်လုံးပါတယ်မှာပြီးရင်ဒီကမီးလင်းလားဒါလေးကမီးလင်းတယ်ညီမတစ်ချက်ဆက်မြကြည့်မယ်လေโอเคထိုင်ကုန်မနေ့မနေ့ရောက်ကြည့်လိုက်သူစလိုက်တော့နေပေါ့စလိုက်တော့လေးနဲ့သူကတစ်ဖက်ပဲပါလာညီမဟုတ်တယ်တစ်ဖက်ပဲပါမှာအမထိုင်လေးအပေါ်မှာမီးက3မျိုး4မျိုးလောက်ချိန်လို့ရတယ်မီးအသေးလေးရတယ်တို့မိတ်တုတ်လေးလည်းရတယ်ပေါ့ဘယ်လိုမျိုးလဲဆိုရင်ညီမတို့ဒီပေါ့ luxury ဖြစ်ပြီးတော့စိတ်ဟိုခေါ်မလဲ relax လုပ်ချင်တဲ့အချိန်ကြလို့ရှိရင်ဒီမီးလေးကိုငြိမ်လေးထားပြီးတော့ကွာအမှိန်လို့လည်းဒီမီးကဘယ်လိုချိန်ရမှာလဲညီမအဲ့ဒါလေးညီမချက်ပြအောင်နော်အဲ့တော့ဒီ remote လေးကနေပြီးတော့ချိန်ပြီးတော့သုံးလို့ရတယ်ဒီ remote လေးပဲလိုတာပေါ့နော်ဒါလေးကိုပိတ်လိုက်မယ်ပိတ်မယ်သူက touch လေးပဲသူကပြီးရင်ဖွင့်လိုက်မယ်ဖွင့်ပြီးလို့ရှိရင်ဒါကကြတော့ဒီကနေပြီးတော့ညီမတို့ကချိန်ပြီးတော့သုံးလို့ရတယ်အယောင်လေးတွေကိုပြောင်းပြီးတော့သုံးလို့ရမှာနော်ဟုတ်တယ်ဟုတ်ဖြောင်းလေးသုံးလို့ရတယ်ဒီဒုတိယခုံမှာဆိုလို့ရှိရင်လည်းထိုင်ကုန်နှစ်ဖက်စလုံးမှာထိုင်ကုန်ပူရေးပါတယ်ပြီးရင်စီမော်တာကြီးလည်းပါတယ်ပြီးရင်ဒီညီမတို့ကအလဲခလုတ်မှာဆိုလို့ရှိရင်မာဆက်ဆိုတဲ့မာဆက်ခလုတ်လေးလည်းပါသေးရမှာသူမာဆက်ကကြောင့်ညီမလေးကြောရောလောက်တာလားသူကကြောတော့မဟုတ်ဒီအောက်ကဖိနိုင်ကုန်ပဲပေါ့နော်သူအဲ့ဆိုသူက vibrate လို့သဘောမျိုးလေးပဲပေါ့ခီးတွေပါလေဒီရဲ့ဒီ like ကာလေးတွေကရောအမတို့အဖွင့်ပိတ်လုပ်လို့ရလားရရမှာ like ကာလေးဆိုရင်ဒီကနေပြီးတော့ဒီခလုတ်လေးဒီဟာလေးပေါ့နှိမ့်စီလေးပေါ့ဒါနှိမ့်စီလေးနဲ့လုပ်လို့ရတယ်အဲ့ရောအမတို့ကဟို celebrity နဲ့ဆိုလို့ရှိရင်ဒီကားလေးတွေကပိုတင့်တော်ပါပေါ့နော်အဆင်ပြေလေးဒီထဲမှာသူတို့ private လုပ်ချုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီလိုကားမျိုးစားပိုအဆင်ပြေ
အော်ပြီးသူကအလေ6လမ်းဖြစ်သွားမယ်နော် ဟုတ်တယ်မအော်ပြီးတော့နောက်တစ်ချက်ရှိသေးတယ်မညီမတို့ဒီဘက်ဘေးမှာလေဒီဖုန်းလေးကိုထည့်ထားလို့ရတဲ့ကန်လေးပါတယ်ကားဘလောက်ပဲလှုပ်လို့ဒီဖုန်းကပြုတ်ကျသွားတာပဲမရှိဘူးသူအကန်လေးပါတယ်ဒီကန်လေးလည်းထည့်အဆင်ပြေတယ်ဒီထဲထည့်ရတာလေပြီးတော့ရှေ့မှာဆိုလို့ရှိရင်လည်းအဲကွန်ချိန်ကြီးလို့ရတဲ့ခလုတ်လေးပါမယ်ပြီးလို့ရှိရင်ဒီထဲမှာအားသွင်းလို့ရတဲ့ဒီ type C ပေါ့နော် type C ပေါင်လေးလည်းပါအောင်မယ်ရှင်ပြီးတော့အလဲလျှောက်လန်းလေးလည်းဆင်ပြီးတော့အနောက်ကိုသွားရလည်းဆင်ပြေရဲ့ နောက်ခါကလည်းကျေကြီးပဲနော်မောက်ခွန်ကလည်း အကျယ်ကြီးပဲမှဝင်ကြည့်ပါလားမကဲဒါနောက်ဆုံးတန်းလေးပေါ့နော်ဘယ်လိုလဲထိုင်ရအဆင်ပြေလားမ စင်ပြေညီမလေးဒီနောက်ဆုံးကန်းခုံတန်းတောင်မှအကျယ်ကြီးပဲပြီးတော့အမတို့ဒီခုံနဲ့တန်းကားတွေမှာဆိုလို့ရှိရင်လေနောက်တန်းမှာထိုင်ရတဲ့ခုံရဲ့ feeling နဲ့ရတယ်နော်အဲ့တော့မှသူတို့တော့အဲ့လောက်မကျယ်ဘူးဒါဆိုရင်အကျယ်ကြီးပဲပြီးတော့ဒီအခင်းကကျန်းကင်းကဆိုလို့ရှိရင်လည်းအမတို့ဒီ ပတ်ပေးနဲ့လောက်ထားဆိုတော့ဟုတ် စင်ပြေတယ် တော့ဆန်တယ်လို့ပြောရမယ်သူ့ဈေးပေးရတဲ့ဈေးနဲ့ဟိုဘယ်လိုပို့ပြီးတန်တာပေါ့မိုင်း ပြီးတော့ဒီခုံကတော့ဒီတိုင်းပဲထိုင်လို့ရလားညီမလေး ခုံကကြတော့ပြီးရောဒီမှာဒါလေးဆိုလို့ရှိရင်ညီမတို့ကဒီနောက်မှာပစ္စည်းပိုင်းထည့်ကျင်တယ်ပေါ့နော်ပစ္စည်းအများကြီးပါတယ်ဆိုလို့ရှိရင်ညီမတို့ကခုံလေးကိုရှေ့တိုးလိုက်မယ်အဲဆိုလို့ရှိရင်ပစ္စည်းပိုင်းထည့်လို့ရမယ် မော်တာနဲ့ပဲပေါ့ ဟုတ် နော် တယ်မော်တာနဲ့ပဲမှာပြီးလို့ရှိရင်ညီမတို့ကဒီထိုင်ကုန်ရုပ်မမတ်ကြီးထိုင်ရတယ်ဆိုလို့ရှိရင်ကြာလိုက်ညောင်းလာမယ်ညောင်းလိုက်ခါကျညီမတို့မှာထိုင်ကုန်လေးကိုလို့လင်းလို့ရမယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ခုံ3တန်းနေဆိုရင်နောက်ဆုံးတန်းနေဆိုတိတ်မထိုင်ချင်ကြအောင်ဒါပေမဲ့အခုဆိုရင်ဒီကားလေးကနောက်ဆုံးတန်းကိုလူပြီးထိုင်ရမယ်သဘောမှရှိရဲသူကနောက်ဆုံးတန်းတော့လက်ဆွေဆန်တယ်ဒါပေမဲ့နေနေအောင်ဖြစ်တယ်စိန်ရှိရပါ ညီ ဘော မလေးဒီကားလေးကိုညီမလေးတို့ဈေးလေးဘယ်လောက်နဲ့ရောင်းဖို့စီစဉ်ထားလဲ မခံမှန်းကြည့်လေးမှာ မခက်မှန်လောက်ဆိုတော့အမတော့3300ဝန်းကျင်လောက်တော့ခက်မှန်တယ် တိန်းတော့တာကများတာပေါ့မရဲ့ 3300အဲ့ဆိုရင်2500လောက်ဆိုရင်ဟော ဒီကားလေးကိုညီမတို့တိန်း2250နဲ့ရောက်ချပေးတော့မှာဖြစ်ပါရဲ့ရှင် အဲ့ဆိုရင်ဒီကားလေးကိုစိတ်ဝင်စားလို့လာရောက်ဝယ်ယူမယ်ဆိုလို့ရှိရင်ဆက်တရမယ်ဖုန်းနံပါတ်နဲ့လိပ်စာလေးရရောညီမလေး ဆက်တရမယ်ဖုန်းနံပါတ်လေးက3996393934 3995606030ကိုဆက်တမီမြန်စုံစမ်းနိုင်ပါရှင်ပြီးတော့ဒီကားလေးကိုမျက်မြင်ကြည့်ပြီးတော့ဝယ်ယူခြင်းတဲ့ customer တွေအတွက်ညီမတို့ရဲ့ show လိပ်စာလေးဖြစ်တဲ့အမှတ်30 EP တာလန်းနဲ့စီယုံလန်းတောင်မှာလာရောက်ကြည့်ရှုဝယ်ယူနိုင်ပါရှင် ဒီ VAW EN7 EV လေးကိုညီမတို့ K2 Communication မှာလာရောက်ဝယ်ယူဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာ